ဖွားလေးတက်တော့ဆင်းပြီးတော့အပေါ်အောက်လိုင်းပြီးတော့ဖွားလေးတက်တော့ဆင်းပြီးမယ်ဟယ်လိုဒါလေးကခုနကတော့လုပ်ပြထားတဲ့စက်သားရေမုံသားကိုကျမပပလေးဖြတ်ပြီးတော့အဲ့ဒါကိုစပလာထည့်ထားတယ်စားထည့်ထားတယ်ငရုတ်ကောက်စက်သားမုံနဲ့ဒါကရန်ငရုတ်ဒီမုံထောင်းထားတာမဟုတ်ကျမအော်ဒါမှာထားတာဒီမှာပြကြအယောင်ဒီမုံစနွန်မုံgarlic powder nancy အပရနေမယ်နိုင်ဝက်လောက်နေပြီးတော့နှက်ထားမယ်ဒါလေးကဂျုံမုတ်ပါဂျုံမုတ်နားမှာအယောင်တင်မုတ်စားချုံမုတ်ငရုတ်ကောင်းစက်တချူအမုတ်ပြင်နေတယ်နဲ့လက်စစ်ပြီးအဲ့ဒါကိုဒီမှာအသားနဲ့လုံးလိုက်မယ်ရုပ်ကိုပေးမပြရေးကြည့်ထားတယ်ခလောက်ပါတက်သားယူမယ်ကျေအိုမှာနေမယ်ချက်သားကိုကျေအိုမှာနေမယ်ခလောက်ထားတဲ့ကျေအိုနားမှာအပြင်စက်ထားတဲ့ဂျုံမုတ်နဲ့နေပေးမယ်နေပြင်ကျေအိုနားမှာတစ်ခေါက်ပြန်နေမယ်ပြန်ဂျုံမုတ်နဲ့ပြန်လုပ်မယ်နှစ်ခေါက်ပေါ့နော်ထားရအောင်ဒီမှာကြောင်းချီပူနေပြီဆိုတော့နှက်ထားတဲ့ချက်တောင်ချဲမယ်We saw on YouTube. ဒါပဲကပါ